ထဲမှာဒါတို့သမီးတို့မှားတာရှိရင်ဝင်လာမိပါလေလို့ဆရာမများရှင်ထဲကနေလိုက်လဲချစ်ဖို့တော့လက်အုပ်လေးအသိပေးထားပါကာယကံဝစီကံမနောကံများနဲ့ကျူးလွန်ပြီးတော့ရှင်ခွင့်လို့ပါယေဆရာသူလို့ဆရာစီရနာမြင့်မြတ်လေးသာအတော်ချစ်တော်ဆရာ